ငယ်ငါကောင်လေးကိုဘာပေးရမလဲမသိဘူးလက်တိုင်းလေးလည်းနီးနေပြီဆိုတော့ငါကျန်လေးပါဒီပေးတမ်းပါဟဲ့ငါယူရီဖလိုင်းပေါ့ငါယူရီကောင်းတဲ့ဖလိုင်းပေါ့ promotion ချနေတဲ့ ဟုတ်လားဘာ promotion တော့ကမို့ cashback လည်းပြန်ရတယ်ကွာတိလားအဲ့လိုဝေသားလည်းပြန်ရတယ်ကွာ amount တွေပါရ ဟောကောင်းတာဗောငါပတ်သက်သိမကောင်းတော့ဒါပဲဗောတောင်းအေးလာလိုက်တာတော့ ဖလိုင်းပေါ့တွေအများကြီးပဲ အေးကိုကိတ်ကြီးဟောဒီအမဒီမှာလी promotion လေးရှိရကြားလို့အဲ့ဒါလာဝယ်တာ ဟုတ်တယ်အခုဒီမှာဆိုလို့ရှိရင်ဘာပစ္စည်းဝယ်8000ပုံပြလို့ရှိရင်ဟိုပေါင်းအသေးလေးရမယ်အပြင်ကို champ အသေးလေးတစ်ခုထည့်ရမှာပါတသိန်းခွဲပုံပြလို့ရှိရင်ဟိုပေါင်းအကြီးတစ်ထုံရမယ်အပြင်ကို champ အကြီးတစ်ခုလည်းရမှာပါ champ နဲ့ lucky champ လေးပါဟိုမောင်းနဲ့မှာဘလောက်သေးပါလား9000အများဆုံးပါပါတယ်အိုးငယ်ချင်းဝယ်လိုက်တော့ငယ်ချင်းငါ့ကိုရေးပေးပါရဲ့ငါဘာလေးယူရမလဲတူတွက်အမကလေယောက်ျားလေးဆန်တာပါရှိတယ်ဖလိုင်းပေါက်ထဲမှာ snack လေးရှိရယ် senior ocean လေးလည်းရှိရယ် hero လေးလည်းရှိပါတယ် ဟောဒီကောင်လေးဆိုရင်လှမယ်နော် ဒီနော်မစိုး အကြလေးကြိုက်မယ် အဲ့လေ figure လေးစင်တယ်ဟဲ့မိုက်တယ်ဒါလေးတပူကြီးလိုက် ဒါလေးတပူးယူလိုက်မယ်နော်တကယ်ကြီး နင်ဒါပင်းနင်ကျွေဝါ ရှောင်းနေလို့ငုံကလေးကိုအော်ကန်ရတော့မယ် ဟဲ့ဒါလေးလေးလာတယ် ဟဲဟုတ်တယ်ကျက်ကိုကိတ်ကြီးပဲကျက်အိုးကိတ်နေရပဲကျက် အေးဒါကကြတော့ဖက်ဒီဟာလေးတော့ပဲဥစား ဒီ version 14မှာ ဟောဒီကောင်လေး အဲ့ဒါလေးတပူလုံးဝဒါလေးရမ်းမိုက်တယ်နေပေးလိုက်လုံးဝ โอเคဒါလေးပဲယူလိုက်တော့မယ် ဒီနှစ်ခုဒါ ပြကျန်နေရထင်တယ် ဟို ဟုတ် မှာ မှာ ရှိရဲ့ဒီဘက်မှာလည်းအများကြီး စုံမဲတော့ဒီဆိုင်လေးက ဟာဒီဘက်မှာဆိုအဲ့လိုလေကောင်းလေးတွေကလည်းလက်ဆောင်ပေးဖို့ဒီဘက်မှာဘာမျိုးတွေရှိရလဲပြောပြပေးပါဦး ဝက်လုံးလုံးရှိတယ်ပြီးသွားလို့ရှိရင်မီကိုလေးလည်းရှိပါတယ် အော် အော် ဟဲ့မကျန်အသေးပုတ်တယ်လေငါထားတော့လိုချင်လာပြီ အမေလေးညီကဘဲကြီးလို့လားလို့ 你们散了，瓜，那我赢了。 ဘဲလည်းမရှိပဲနဲ့ ရှာရှိမိနေနဲ့ ဒါလေးပြန်ချောက်တဲ့ live box လေးပါကောင်းလေးနဲ့ကောင်းပါလေးပေါ့ ကြိုက်လေကြက်လိုက်ပါညီနဲ့မတက်ဆိုင်နော်ညီကနောက်နေ့ကြမှာပဲယူတော့ အဲ့ဆိုရင်ဒါလေးလည်းမိန်းကလေးနေနဲ့လာငါလည်းတ အေး ခု ဟုတ် ဖော တယ်က်တော့မယ် ဒီကောင်လေးယူလိုက်ဖောက်လိုက်ဒီဒါလေးဖောက် ဒီ လို အ က် မောင်ဟောင်းမုန်းတယ်ရမှာဆိုကတ်တီပဲ ကတိပဲအဲ့လေဒီကောင်လေးထပ်ယူရင်ကောင်းမလားလို့ ညက်လေ တငယ်တွေကများတယ်တငယ်တွေကများတော့အမ်းရမှာပေါ့မမီပဲဟာ အဲ့ဒီရဒီဟာရဲ့ဒါရဲ့ဒီလေးကိုယူလိုက်မယ်ဟာအဲ့ဒါဘယ်လောက်ကြာပါမလဲမသိ တက်ကြည့်လိုက်ညီမလေးဒါလေးတွက်ပြီးပါဦးနော် 2,800ခွဲပါသူ ဟောဟုတ်ကဲ့ပါကေဘီနဲ့ပြီးမယ်နော်အမောင်ရတော့မယ်ဟေ့ ဟဲ့မောင်နေညောကြီးပဲဟဲ့နှစ်သိန်းရှင်တောင်းဝင်မလားနေရှင်းလိုက်တာ အေးဟုတ်တယ်နှစ် အဲ့ သိန်း ဆို ရှိတာ တော့တသိန်းခွဲကိုတစ်ဆောင်ရတယ်လို့ပြောတော့ဒီရတစ်ဆောင်ဒီရတစ်ဆောင်ရပါပေါ့နေ့ဆောင်ကတစ်ဆောင် တရားတစ်စောင်းလေဟဲမြင်းမဲကြီးအကိတ်ကြီးကျန်မြင်းမဲကြီး ပန်းရောင်လေးတစ်ခုယူပဲဒါလေးယူပဲ ဒါလေးလည်းဖြုတ်လိုက်ဟာဒါလေးယူလိုက်မယ် โอเค ဒီနေ့ဘာပေါက်မလဲကြောက်တော့ရနော် ငါပေါ့ငါယူပဲ ကြောက်တော့ဘောညီရလေ ဟာဟဲ့တောင်းပေါက်တာ အိုးတတောင်းငါလည်းကြည့်ဝင်ငါလည်းကြည့်ဝင် ဟဲ့တောင်းရပြီ လေး တော့ မပေါက်လို့ဒီ မတောင်းတာလေးရစိတ်လုံးရှားနေပြီငါပစနေမပေးနိုင် ဒီပါဦးရဲ့ဟဲ့တတောင်းခွဲတော့ဟဲ့ တောင်းခွဲတော့ရတယ်တောင်းခွဲခိုင်သွားပြီဒီနေ့တော့နောက်ထပ်တငယ်နေအောင်ထပ်အမ်းလိုက်မယ် တန်းတန်းတောင်းမထဲနဲ့ဘယ်လိုမှတော့တစ်ခုထပ်ပါ အေးလို့နောက်ထပ်တငယ်နေအောင်ထပ်အမ်းလိုက်မယ်လေညီရတယ်ဘာခက်လို့ ဟောမစိုးဘူး အေးလို့ရမ်းတန်နေ ဟဲ့ငါတို့နော်ပါစနစ်တွေပါရဲ့ကြမှာငါတို့ငွေသားတွေပဲပေါက်တာနော် အေးလို့ ကဲ ဟုတ်ကဲ့ရရှယ်ကြီးနော်အာ အသေးလေးက8000အတွက်ချမ်းလေးတစ်ခုပါတသိန်းခွဲပုတ်တက်ကဟိုဘက်ကချမ်းအကြီးလေးတစ်ခုပေါ့နော်ချမ်းလေးတစ်ခုရပါရင်လက်ဆောင်ပါ ဒီချမ်းလေးကဘာအတွက်လဲမ ဒီချမ်းလေးက Chinese New Year အတွက် lucky ချမ်းလေးပါ ဒါငွေဝင်တဲ့ချမ်းတင်တယ် အေးဟုတ်တယ်လို့တငယ်များများရချမ်းမရှိတော့ငွေမဝင်ချင်းတငယ်ပဲဝင်ရင် 哎呦我的妈！